ဂျိုကြီးခြေခောက်ဝင်တဲ့တန်ကြံကသူ့ကိုယ်သူစမ်းသပ်တဲ့စာအုပ်ဖြစ်နေအောင်လို့စွမ်းကုန်ကြိုးစားခဲ့ပေမဲ့လည်းအရင်လိုပဲအားနေတဲ့ဂျိုကြီးပြန်ဖြစ်နေခဲ့တဲ့အတွက်ခက်ခဲတဲ့ဆုံးဖြတ်ချက်ဖြစ်တဲ့ဟန်တာလောကနေနားရီကိုဆုံးဖြတ်လိုက်ပြီလို့ပြောလိုက်ပြီးဝမ်းနဲ့စွာထွက်သွားခဲ့ပါတယ်။အဲဒီနောက်ကိုပြစ်သူတေးဆုံးသွားတဲ့အတွက်လက်စားကြီးကိုဒေါန်စုကရေဆုံးမိုးဆုံးလိုက်ရှာနေတဲ့အကြောင်းကိုဂျင်ချောကထပ်သတိပေးလိုက်တာကြောင့်မလို့ပြဿနာကိုထပ်ပြေးမနေပဲထိတ်တိုက်ရင်ဆိုင်ဖို့ကိုပဲဂျင်ဦးကဆုံးဖြတ်လိုက်ပါတယ်။နောက်တစ်ရက်မှာတော့ Rich Kid လေးချင်းကသူ့ရဲ့ Special Owner ကြိုးကန်ရက်သမားကလေးတစ်တိုက်ကိုဂိတ်တစ်ခုလိုက်ရင်3 million အမ်းမယ်ဆိုတဲ့ကိစ္စနဲ့ခေါ်လာခဲ့ပါတယ်။ဒါပေမဲ့ဘာကြောင့်ရင်းနဲ့မှခိုးကိစ္စတွေကိုပြင်ကိုပေါက်ကြားသွားလို့မဖြစ်တဲ့အတွက်ပေါက်ကြားအောင်လုပ်မိခဲ့တဲ့သူကိုလည်းစာချုပ်တန်ကြီးရဲ့ဆယ်စားပေးရအောင်မယ်လို့ရှင်းပြလိုက်ပါတယ်။အဲဒီနောက်သူ့ရဲ့ Main Italy Skin တစ်ကြီးကိုထုတ်ကြွားလိုက်ပေမဲ့ဝတ်ဆောင်ကလဲလုံးလာကြောင်းမလို့ Monster ကိုဘူးဖို့နေနေတက်က Monster ကပြန်ဘူးတာခံရလိုက်မယ်လို့ဂျင်ဦးကပြပေးလိုက်ပါတယ်။ဒါပေမဲ့လည်းဂျင်ဦးက Rapper ဖြစ်နေတဲ့အတွက်အုတ်ထုတ်လေးတော့စောင်းခဲပြားစီလို့ခွင်တောင်းနေရကြောင်းမလို့ Rapper ကြီးစိတ်ချမ်းသာအောင်ခွေးယူပေးလိုက်ပါတယ်။ပြင်မာကြံခဲ့တဲ့ဆရာကြီးတွေကတော့ဒီလိုလည်းပဲငါကဘာသာဦးထားနေရလဲလို့တင်းတုပ်နေရပြီးတန်ကြံကိုဝင်သွားတာတနားရီလောက်ကြာမှာတော့ပြင်ကိုပြေးထွက်လာတဲ့ဂျင်ကိုတွေ့လိုက်ရတဲ့အတွက်ထုံးစံတိုင်းပဲထွက်ပြေးလာကြရတယ်လို့ထင်နေကြပါတယ်။ဒါပေမဲ့ဂိတ်ကတပိတ်ပိတ်ပိတ်သွားအောင်လို့ထူးဆန်းဖြစ်နေတဲ့မျက်နှာပေးရည်နဲ့တူဒင်းနေနှစ်ကောင်မိသုံးမိဖို့ boss ကေးလိုက်ကြလည်းမသိဖြစ်ကုန်ကြရပါတယ်။ဒီလိုနဲ့တရားပြီးတရားဂိတ်တွေကိုတောက်လျှောက်ဝင်နေပြီးတောက်တုံမဲ့ရတဲ့ထေးသားလေးဂျင်ကတန်ကြံထဲကကြောက်တူထမ်းသမားလုံးကိုလုံနေပြီးလုံသမားလေးဂျင်ကတော့တက်လာတဲ့ level တွေတဲကနေတက်ရလာတဲ့ scale တွေကိုစမ်းသပ်သုံးပြကြည့်နေပါတယ်။အဲ့ချိန်စစ်စံကနေလိုအပ်နေတဲ့ level ကိုရောက်သွားပြီလို့ mission တစ်ခုရှေ့မှာပေါ်လာနေတဲ့အချိန်ကြားပြုတ်ကရဲ့ရုံငန်းတွေကနေစီဝမ်ဂိတ်တွေပေါ်လာတိုင်းမတန်ဆလေလံသေးတွေပဲဝင်နေတဲ့ဖွဲ့ရှိတယ်လို့သတိထားမိလိုက်ကြပါတယ်။ဂိုက်ကိုဦးဆောင်သူဂျင်ဦးဆိုတာဘယ်သူမှမသိကြပေမဲ့နှစ်စင်းတန်ညံရဲ့အသက်ရှင်ကြံသူမင်းသားလေးဂျင်ဦးပါနေတာကြောင့်မလို့နန်းဟန်ကောင်းတဲ့မန်နေဂျာအန်ကဂိတ်တွေကိုတိုယိုတာရိုလေလံဆွဲနေတာမဟုတ်မှရိပ်မိသွားပါတယ်။အဲဒါကြောင့်မြေပြင်စင်းမင်းနေကဆက်စုဖို့သွားလိုက်ကြပေမဲ့ဂိတ်ရဲ့ပြင်မှာအေးစိတ်ချင်းနေကြတဲ့ဟန်တာတွေကိုမြင်လိုက်ရတာကြောင့်ကြောင်ပြီးကြည့်နေတဲ့အချိန်စွာတေးမလေးဆုံးရင်ကဒီနေရာကိုပြင်လူတွေလာခွင့်မရှိဘူးလို့ပါဝါပြလိုက်ပါတယ်။ဒါပေမဲ့ပန်ကာတက်လဲတဲ့မန်နေဂျာအန်ကနားကလူတွေကိုဝေးဝိုက်ကြည့်လိုက်ပြီးဂိတ်တဲကိုဂျင်ဦးတို့နှစ်ယောက်ပဲဝင်သွားတယ်ဆိုတာရိပ်မိသွားတာကြောင့်ဂျင်ဦးကစောင့်ကြည့်တဲ့ဟန်တာတယောက်ဆိုတာကိုတန်းသိတော့ပါတယ်။အဲဒါကြောင့်ဂျင်ဦးပြန်တဲ့အချိန်ဒီနောက်ကလိုက်ပြီးသူကဘသူဆိုတာနဲ့အနာကကော်ဖီဆိုင်တစ်ခုမှာခဏလောက်ချိန်ပေးလို့ရမလားခွင်တောင်းကြည့်လိုက်ပါတယ်။တွေ့တင်ရတဲ့အကြောင်းရင်းကတော့သူတို့ရဲ့ကြားလူကိုက်ကို join ကိုကမ်းလှမ်းလိုက်တာဖြစ်ပြီးလားစာကိုလည်းယူချင်းကိုက်တဲ့နှစ်စားအထိပို့ပေးဖို့ပဲဖြစ်ပါတယ်။ဒါပေမဲ့ဂျင်ဦးကတော့သူ့ကိုယူချင်းဘွဲကကြားလူကိုက်ရဲ့အစာအုပ်နှလုံးကိုပိုင်ဝယ်လို့ရတဲ့အထိပေးထားတဲ့အကြောင်းတက်သိနဲ့တကွာပြပေးလိုက်တဲ့အတွက်လဲလုံးတဲ့ပန်ကာကြီးလည်းရှော့ဖြစ်သွားပြီပဲဖြစ်ပါတယ်။အဲဒီနောက်သူ့เจ้าကိုစုံစမ်းနေတဲ့မန်နေဂျာအန်ကိုပြောက်စကေးသုံးပြီးသူကဘာကောင်လဲဆိုတာကိုပြပေးလိုက်တဲ့အတွက်ယူချင်းဆောက်လောက်ကြီးကဘာလို့ဒီလောက်ထိအန်းသားလဲဆိုတာကိုသဘောပေါက်သွားပါတယ်။မန်နေဂျာအန်ကတော့သူတို့ကိုက်ကဟန်တာငယ်လေးတွေလေးချင်းကိုစီဝမ်ဂိတ်တွေကိုလိုက်ရှာနေပေမဲ့အကုန်လုံးကိုယူချင်းဘက်ကဝယ်လိုက်တာမလို့အသေးစိတ်စုံစမ်းကြည့်နေရင်ဂျင်ဦးเจ้าကိုပါတီးသွားခဲ့ရတာလို့ရှင်းပြလိုက်ပါတယ်။ဒါပေမဲ့ဂျင်ဦးကတော့အေးစစ်သမားဖြစ်နေလို့ဘယ်သူ့ကိုမှသူ့เจ้าနဲ့မသိစေချင်တဲ့အတွက်နှုတ်ဆက်ထားဖို့ပြောလိုက်ပြီးတကယ်လို့သတင်းတစ်ခုထွက်သွားခဲ့ရင်လည်းမန်နေဂျာအန်နဲ့တပည့်ဖြစ်သူကိုရင်လာရှာမယ်လို့ဖျက်ချောက်ပေးလိုက်ပါတယ်။ဂိတ်သုံးခုကိုလည်း discount ဈေးနဲ့ချပေးမှဖြစ်လို့သူပေးတဲ့ဖုန်းနံပါတ်ကိုငွေလဲပေးဖို့အတွက်တကောတော် marketing တွေပါဆင်းနေပြီးပြန်လာမယ့်အချိန်မှာတော့နာပေးပြီးရဲ့အတွက်ဆေးပြန်ကူပေးလိုက်ပါတယ်။နောက်ရက်မှာတော့ဂျင်ဦးမားတဲ့အတွက်ဖြတ်သိမ်းဖို့လုပ်ထားတဲ့ဂိတ်တွေကိုကြားပြူဂိုက်ကိုရောင်းလိုက်နိုင်တဲ့အတွက်ဘန်ကောင်နဲ့ပတ်စံတွေပြန်ဝင်လာတယ်လို့ဂျင်ဦးတယောက်ပြောပြီးတော့ပြောပြနေပါတယ်။ကြားပြူဂိုက်မှာတော့ဂိုက်တွေကို390အောင်နဲ့ရောင်းလိုက်တယ်ဆိုတဲ့သတင်းတွေတက်လာနေရကြောင်းသူတို့ကိုဂျင်ဦးမလေးတစ်ပတ်လောက်သွားတဲ့ဆိုတာကိုသိသွားပြီးနောက်တစ်ခါသူ့ကိုလာမရှုပ်ဖို့ message ပို့ပြီးထပ်သတိပေးခံလိုက်ရပါတယ်။ ဗီဒီယိုလေးကိုကြိုက်နေတတ်တယ်ဆိုလို့ရှိရင် like share comment subscribe တခုခုလုပ်ပြီးတော့ကူညီသွားပေးနိုင်ပါတယ်